ဒီနေ့မှာတော့ line ပေါ်မှာမြန်မာစကားပြောပြီးတော့ဖန်တီးထားတဲ့ AI video တွေအရင်ခေတ်ဆက်နေပါတယ်ဆိုတော့ဒါမျိုး AI video တွေဘယ်လိုဖန်တီးလဲဆိုတာကိုကြည့်ကြမယ်ဗျ တမားတွေအကုန်လုံးဖန်တီးတတ်နေပြီနော်မင်းရောလောက်တတ်ပြီလားစိတ်မပူပါနဲ့ဒီဗီဒီယိုကိုကြည့်ပြီးရင်လောက်တတ်သွားမှာပါကျွန်တော်တို့ Chrome browser ထဲကိုဝင်လိုက် Chrome browser ထဲမှာဒီမှာအပေါ်မှာ Gemini Interpret ဆိုပြီးတော့ရိုက်ချလိုက်ပေါ့နော်GEMINIENTERဆိုပြီးတော့ရိုက်ချပြီးလို့ရှိရင်ဒီမှာနော်ကျွန်တော်ပြမယ်ဒီဥစ္စာနော်ဒါကိုမှတ်ထားပါဒီကောင်ထဲကိုဝင်ပြီးလို့ရှိရင်ဒီ Gmail account တစ်ခုဖောက်လိုက်ပေါ့နော် Gmail account နဲ့ login ဝင်လိုက်ကျွန်တော်မှာတော့ဒီ Gmail account ကျွန်တော်မသုံးတဲ့ account ပေါ့နော်ဒီ account နဲ့ကျွန်တော် login ဝင်လိုက်တယ် Okay login ဝင်ပြီးလို့ရှိရင်ဒီမှာရောက်လာပြီဆိုတော့ဒီ asset ကလေးကိုကျွန်တော်တို့နှိပ်ရမှာပါဒီမှာနော်ကျွန်တော်ပြမယ်ဒီမှာဒီဥစ္စာတွေဝင်ပြီးလို့ရှိရင်ဒီ create video ဆိုတာနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့မြန်မာစာရိုက်မယ်ပေါ့နော်မြန်မာလိုပဲရိုက်လိုက်မယ်ကိုကြိုက်တဲ့ video idea ရှိတဲ့ပုံစံကိုမြန်မာစာရိုက်လို့ရတယ်ပေါ့နော်တကယ်လို့ကိုကဒီအကောင့်ကိုတုံးတဲ့အခါမှာတခုမှတ်ထားရမှာပါရက်ပေါင်း30ပဲ free ရမှာပါရက်ပေါင်း30ကျော်ပြီးရင်တော့ဒီ Gmail account ဟာ free မရတော့ပါဘူးနောက်ထပ် Gmail account တစ်ကောင်နဲ့ကျွန်တော်တို့ login ပြန်ဝင်ရမှာပါအဲ့လိုမျိုးအသုံးပြုလို့ရပါတယ်ဆိုတော့စိတ်ကြိုက် free အသုံးပြုလို့ရပါတယ်ဒါတွေဒီစာကိုကျွန်တော်ရိုက်လိုက်မယ်ပေါ့နော်မိတ်ဆွေကတကယ်လို့ video content တွေအရှည်ကြီးကိုဖန်တီးမယ်ဆိုလို့ရှိရင်တော့ဒီ ChatGPT ဖြစ်ဖြစ် Gemini မှာဖြစ်ဖြစ်တွားပြီးတော့ script ကိုတွားရေးလိုက်ပေါ့နော်အဲ့ထက်က copy တစ်ခုချင်းစီယူပြီးလို့ရှိရင်ဒီနေရာမှာ paste ရှာပြီးလို့ရှိရင်တခါတည်း generate ဖန်တီးလို့ရပါတယ်အဲ့လိုမျိုးပဲတစ်ခုချင်းတစ်ပိုင်းချင်းစီဖန်တီးပြီးတော့ video အရှည်ကြီးတွေလည်းဖန်တီးလို့ရပါတယ်ကျွန်တော်မှာကဒီဥပမာအနေနဲ့တစ်ခုပြတာဖြစ်တဲ့အတွက်ကြောင့်ဒီစာသားတစ်ပိုင်းကလေးကိုပဲကိုယ့်ဟာကိုရေးပြီးတော့ဒီကျွန်တော်ပုံထုတ်လိုက်တဲ့ပေါ့နော် video တခါတည်းပြောင်းလိုက်မယ်ဆိုတဲ့အခါကျွန်တော်မှာဒီမှာစာရေးလိုက်တယ်စာရေးပြီးလို့ရှိရင်အောက်ကဒီမြားလေးကိုပေါ့နော်အောက်မှာပေါ်လာမယ့်မြားလေးကိုကျွန်တော်နှိပ်မှာပါခဏလေးပါဒါကကျွန်တော်ရေးလိုက်တယ်ဒီဗီဒီယိုကိုကြည့်ပြီးရင်လောက်တက်သွားမှာပါဆိုပြီးတော့ပေါ့နော်ပြီးလို့ရှိရင်ကွန်စာကွန်ပေးလေးနဲ့လောက်လိုက်တယ်ကွန်ပေးလေးလောက်လိုက်တယ်โอเคပြီးလို့ရှိရင်တော့ဒီမှာအောက်မှာမြားလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာမြားလေးကိုနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာကတော့ခဏလေးစောင်းပေးရပါတယ်တခါကကြာလို့ရှိရင်3မိနစ်4မိနစ်တောင်ကြာပါတယ်စိတ်ရှိပြီးတော့စောင်းပေးပါโอเคရလာပြီမနော်ရလာပြီဆိုတော့ဒီမှာကျွန်တော်မှာကရလာပြီဆိုတော့ဒါကိုကျွန်တော် play ကြည့်မယ်တမားတွေအကုန်လုံးဖန်တီးတတ်နေပြီနော်မင်းရောလောက်တတ်ပြီလားစိတ်မပူပါနဲ့ဒီဗီဒီယိုကိုကြည့်ပြီးရင်အဲ့လိုကိုပါတယ်အဆင်ပြေဖို့လည်းမျှော်လင့်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ဒါကို download ဆွဲဖို့အတွက်ဒီအပေါ်ကမြားကလေးပေါ်လာဒီဥစ္စာလေးတွေကိုဝင်လိုက်ပြီးလို့ရှိရင်ဒီမှာ yes download ဆိုတာဥစ္စာကိုနှိပ်ပြီးတော့မင်းဖုန်းထဲမှာ save ထားနိုင်ပါတယ်ခင်ဗျ